နောက်ရောက်ပါမယ်ဒီတော့စနေပါမာပါရွှေကုန်းဆန်မလေးတဲ့အစီကြပိုက်ချက်ပေါ့နော်အဲ့ဒါခုထည့်ပေးလိုက်တာလည်းဒီမှာအေးဟုတ်ပါပြန်ယူသွားလိုက်ပြီနော်ဒီမှာရွှေကုန်းဆန်ရဲ့ပေါ့နော်ဖောက်နာပေါ့နော်ဖောက်နာမသက်စုရဲ့ပြက်ကလေးကြီးနဲ့ပေါ့ဒါအခုဒီမှာဆိုလို့ရှိရင်အခုဒီနေ့18လား18เนาะဘူး30ယူတဲ့သူတိုင်းကိုဒီပြက်ကလေးတစ်ခုလက်ဆောင်ပေးပါတယ်တစ်ခုကိုနှစ်ခုပေးပါခုလက်ဆောင်ပေးပါတယ်နော်လုံးဝမြန်မာနိုင်ငံမှာပေါ့နော်အစားရှောင်စရာမလိုဘူးလေးကျင်ငတ်လှုပ်စရာမလိုပဲနဲ့တစ်နေ့ကို2ကြိမ်တောက်ရုံနဲ့တစ်လကို9ပေါင်ကနေပြီးတော့9ပေါင်ထိကျဖို့အတွက်အာမခံချက်ပေးနိုင်ပါတယ်သူကကြတော့ချင်းစောကားသီးကိုအခြေခံပြီးလှုပ်ထားတဲ့အတွက်ပေါ့နော်ယူနစ်အဖြူတွေပူပူလေးနဲ့မနေ့တစ်ကြိမ်ညတစ်ကြိမ်တောက်ရုံနဲ့ပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့အစီတွေပေါ့နော်အဲဆိုလို့ရှိရင်တော့ပေါင်185ပေါင်ရှိတယ်အခုဆိုလို့ရှိရင်ဟိုပါပေါ့နော်150နဲ့8ပေါင်နဲ့ကျန်တော့ရပေါ့နော်။ပေါင်20ကျော်လောက်ကျသွားပါတယ်ရှင်။ပေါင်20ကျော်30ဒီမှာလောက်ကျသွားပါတယ်ဒီဥစ္စာဒါလေးကိုတစ်နေ့2ကြိမ်ပဲယူနေအဖြူတွေပူပူလေးနဲ့ဖြောတောက်ပေးရုံနဲ့ကျပါတယ်ရှင်နော်။ဒါတပူချင်းဆိုလို့ရှိရင်1400နဲ့900ကျပ်ပါ။တပူချင်းဆို1400နဲ့900ကျပ်ပါ။တစ်လားစာ3ဘူးကို4000ကျပ်ပါရှင်။6ဘူးသေးရှိရယ်10ဘူးသေးရှိရယ်ပေါ့နော်ညီမတွေတငယ်ချင်းတွေစုပြီးတော့မှားခြင်းနေဆိုလဲမှားလို့ရတယ်။တစ်စင်းပြန်လဲရောင်းချခြင်းနေဆိုလို့ရှိရင်လည်းလက်လီလက်ကားစနစ်ရှိပါတယ်ရှင်နော်လက်လီကားစနစ်ရှိပါတယ် red expect ရောက်တဲ့နေရာတိုင်းကိုမရင်အိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်ဂိတ်ချပေးရမယ်ဆိုလို့ရှိရင်တော့ဗောနော်red မရောက်တဲ့နေရာတွေဂိတ်ချပေးရမယ်ဆိုလို့ရှိရင်တော့ငွေကျုပ်လဲစနစ်ကလေးနဲ့ပို့ပေးပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်